Welcome to the AMA Ask Me Anything Andy Offline နေ့စဉ်ဘဝတွေမှာတဲ့ဘလို့အကြည်တက်ရအောင်နေထိုင်လဲတဲ့ဒါလည်းကျွန်တော်တော်များများမေးလေးရှိတယ်ကျွန်တော်ကတော့အမြဲနောက်ဆုံးမေးကိုဒါမပြေလို့မရဘူးလားကျွန်တော်မေးထားတာကျွန်တော်အသက်ဘယ်လောက်ရှိပြီလဲလို့မေးထားတယ်ပတ်လိုက်ရဲ့နောက်ဆုံး Sunday မှာကျွန်တော်ရဲ့ production team ကနေပြီးတော့မှကျွန်တော် fitness နဲ့ပတ်သက်တဲ့ကြောင်းအရာတွေမဟုတ်တဲ့ diet နဲ့ပတ်သက်တဲ့ကြောင်းအရာတွေမဟုတ်တဲ့မေးချင်တဲ့မေးခွန်းတွေမေးလို့ရအောင်ဆိုပြီးတော့မှ season ထားတဲ့ content လေးတစ်ခုပါကျွန်တော်ဒီလမှာတော့ကျွန်တော်ချေရညီကောင်မောင်တို့ရဲ့မေးခွန်းတွေပို့ပေးနေ production team ကမေးတဲ့မေးခွန်းတွေကိုကျွန်တော်ဖြည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် let's get started okay ပထမဆုံးမေးခွန်းကဘာကြောင့်မို့ဒီ upgraded ဆိုတာကိုကျွန်တော်စပြီးတော့မှဖန်တီးပြတ်ပဲလို့မေးထားပါတယ်ကျွန်တော်ဒီ social ပေါ်မှာဆိုလို့ရှိရင် content လေးတွေ create လုပ်လာတယ်ကျွန်တော် knowledge လေး sharing လုပ်လာတော်တော်လေးကြာပါပြီကျွန်တော်7day TV ရဲ့ကျွန်တော် cafe series ကစလို့ကျွန်တော်ဒီ covid ကာလတွေမှာဟောပြီးတော့မှပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာဆိုလို့ရှိရင် content တွေအများတန်းနေတန်းလို့တင်ပြတယ်ပေါ့လေဒီမြင့်တဲ့ကကြတော့တော်တော်များများကျွန်တော်ကို chat box မှာလာမေးကြတယ်ဒီလေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်မှာဗီဒီယိုတွေအကုန်လုံး ready ဖြစ်နေပြီ။အဲဒါကြောင့်မို့ကျွန်တော်ဒီခုလိုမျိုး exercise how to လို့ကျွန်တော်ဘယ်လိုစရမလဲတဲ့စားလို့ရှိရင်ဒီ2026ခုနှစ်မှာဆိုလို့ရှိရင်ကျွန်တော်ကပို့ပြီးတော့မှ lifestyle ဘက်ကိုသွားတဲ့ content လေးကိုကျွန်တော်ပို့ပြီးတော့မှကျွန်တော်ချညီပုံမှန်တွေမြင်ပေးခြင်း။ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီ upgraded ထဲမှာဆိုလို့ရှိရင်ကျွန်တော်ရန်ကြိုက်တဲ့ ASMR တို့ပြီးတော့မှ get ready with me တို့ပြီးတော့မှကျွန်တော်တို့ဒီ fitness နဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင်တခြားအရင်ကကျွန်တော်မလုပ်ဘူးတဲ့ကျွန်တော်အားလုံးစိတ်ထဲမှာကျွန်တော်တို့မတွေးထားတဲ့ကျွန်တော်တို့ concept လေးတွေ idea လေးတွေနဲ့ကျွန်တော်လုပ်နေတာဖြစ်ပါတယ်ဗျ။ Okay နောက်တစ်မိကုန်းတစ်ခုကဒီမိကုန်းကတော့ကျွန်တော်ဘဝရဲ့ code ကပါဖြစ်မယ်လို့မေးထားပါတယ်ဗျာဒီမိကုန်းကိုလည်းကျွန်တော်တော်တော်များများဖြည့်ပူတယ်ကျွန်တော်ရဲ့ဘဝအတွက် code ဆိုလို့ရှိရင်တော့ကျွန်တော်ကြမ်းကြိုက်တဲ့ mentor ဖြစ်တဲ့ကျွန်တော်တို့ fitness expert ဖြစ်တဲ့ Fred Devato ရဲ့ if doesn't challenge you it will change you ဆိုတဲ့ code လေးပါသူကပြောခြင်းတဲ့သဘောတရားကတော့ကျွန်တော်လောကမှာကျွန်တော်ဘယ်ရပဲဖြစ်ဖြစ်ကိုယ့်အတွက်စိန်ခေါ်မှုတစ်ခုမဖြစ်ဘူးဆိုရင်ပြောင်းလဲခြင်းဆိုတာဖြစ်လာနိုင်တဲ့အကြောင်းမရှိလို့ပြောထားပါတယ်ကျွန်တော်အများအားကျွန်တော်ရဲ့ training တွေကျွန်တော်ရင် loose to မှာလည်းမြင်ပြောဦးတယ်ကျွန်တော်ပြောင်းလဲမှုတစ်ခုဖြစ်ချင်တယ်ဆိုရင်စိန်ခေါ်မှုတစ်ခုဖြစ်ရတယ်စိန်ခေါ်မှုရှိဘဲနဲ့ကျွန်တော်လွယ်လွယ်လေးနဲ့ဖြတ်လို့မရဘူးလွယ်လွယ်နဲ့လိုက်တယ်ဆိုရင်လွယ်လွယ်နဲ့ကျွန်တော်အောင်မြင်မှုဆိုတာမရနိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကိုယ့်ဘဝမှာပြောင်းလဲမှုတွေဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့စိန်ခေါ်မှုတွေဖြတ်သန်းမှုတချို့ပြင်ဆင်ရမယ်လို့ကျွန်တော်ပြောပါတယ်ဗျ။ Okay ဒါဆိုရင်နောက်ထပ်မိကွန်းတစ်ခုကနေ့စဉ်ဘဝတွေမှာတဲ့ဘလို့အကြည်တက်ရအောင်နေထိုင်လဲတဲ့ဒါလည်းကျွန်တော်တော်များများမေးလေးရှိတယ်ကျွန်တော်ကတော့အမြဲတမ်းပြောလေးရှိတယ်အကြည်တက်ရဖို့ဆိုတော့ကိုယ်တန်းစာမှရတာကိုကျွန်တော်မနေ့နိုးလာတာနဲ့အေးရနိုးလာတာနဲ့ဒီနေ့တော့ပူလိုက်တာဒီနေ့တော့အဆင်မပြေနေဘူးဆိုကိုယ့်ကိုပြန်ပြီးတော့ complaint တက်နေဆိုရင်ဘယ်ကနေအကြည်တက်ကကိုယ့်စီရောက်လာမှာလဲဟုတ်လားဒါကြောင့်မို့ကျွန်တော်မနေ့ထလာတဲ့ခါမှာဆိုလို့ရှိရင်ကိုယ့်ကိုအမြဲတမ်းအကြည်တက်လေးရှိအောင်လို့စိတ်ထဲမှာဆိုလို့ရှိရင်ဒီနေ့ကိုယ်တို့ထလာတဲ့ခါမှာခွန်အားတွေရှိနေတယ်ဆိုလို့ရှိရင်ကိုယ်ကျေးဇူးတင်လိုက်တယ်လို့ကျေးဇူးတင်ရတယ်ပြီးတော့မှမနေ့ကိုမျက်နှာမြင်ချင်းမှာဆိုလို့ရှိရင်ဟာဒီနေ့ငါရောက်ကဘလို့ဖြစ်နေရလဲဆိုလို့ရှိရင်အပြုံးလေးတစ်ခုနဲ့ကိုယ်ကိုပြန်ပြီးတော့မှနေ့ရက်တွေစတင်လိုက်တာဆိုလို့ရှိရင်အကြည်တက်ရဖို့ပြီးများတယ်ပြီးတော့မှကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းအကြည်တက်ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အမိုက်တွေပေါ့အမိုက်တွေကျွန်တော်မထားဘူးဥပမာဆိုလို့ရှိရင်လမ်းဘေးမှာဒီတနေရာမှာနှက်ရှင်းနေတယ်ဒါပေမဲ့လူတယောက်ကအမိုက်တစ်ခုပြတ်သွားတယ်အမိုက်ပုံလို့ထင်ပြီးထထအမိုက်တွေများလာလို့ရှိရင်ကျွန်တော်ဒီနေရာဘယ်လိုအကြည့်တရတော့မလဲအဲကြောင့်မို့ကိုယ့်ရဲ့လူပတ်ဝန်းကျင်ကိုယ့်ရဲ့နေထိုင်တဲ့နေရာမှာဆိုလို့ရှိရင်အဲ့လိုအမိုက်တွေမရှိအောင်ကျွန်တော်ဖယ်တတ်ဖို့ရည်ချီတယ်social media မှာဆိုလည်းအဲ့လိုပဲကျွန်တော်ရဲ့ဒီ page မှာဆိုလို့ရှိရင်အောင်သတိထားမိပါပါကျွန်တော် negative နဲ့ပတ်သက်တဲ့ comment တွေကိုကျွန်တော် page မှာထားလို့မရှိဘူးလာမယ့်လို့လည်းတော်တော်လေးနည်းပါတယ်ကျွန်တော်စိတ်ထဲမှာတော့ဥပမာဒီ create လုပ်ထားတဲ့ social media တစ်ခုမှာဆိုလို့ရှိရင်ဟိုလိုမျိုး negative တစ်ခုပါလာတယ်ဆိုလို့ရှိရင်အဲ့ဒီနောက်က like ပြီးလူတွေကစက်တိုက်ကျွန်တော်မကောင်းတဲ့အမြင်တွေနဲ့ comment နဲ့ဆိုရင်အဲ့ဒီတစ်ခုလုံးကြီးကမကောင်းတာတစ်ခုဖြစ်သွားတာပေါ့ကျွန်တော်အကောင်းမြင်နဲ့ positive ဖြစ်အောင်လို့မကောင်းတာတခုတွေ့လို့ရှိရင်ကျွန်တော်အမိုက်လိုပဲချက်ချင်းကျွန်တော်ပြစ်ထုတ်လိုက်တယ်ပေါ့လေကျွန်တော် team ကလည်းကျွန်တော်မျိုးတွေ့ရဆိုများသောအားဖြင့် delete လုပ်ရတာများတယ်တော်တော်စိုးစိုးဝါးဝါးပြောတဲ့ဟာမျိုးမှာ cyber bully လုပ်တာမျိုးပြီးတော့မှဒီ content နဲ့မဆိုင်ဘဲနဲ့တခြားမဟုတ်တဲ့ဥမာခန္ဓာကိုယ်ပိုင်းဆိုင်ရာ body shaming လုပ်တဲ့လက်မျိုးပုံစံမျိုးတွေရေးလာပြီဆိုတော့တခါလေကျွန်တော်တို့ block လိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ social media လေးမှာဆိုလို့ရှိရင်တော့အားလုံးအကြည့်တက်လေးနဲ့ပဲထားခြင်းအဲကြောင့်မို့ဒီအမိုက်တွေရှင်အများဖယ်ထုတ်လို့ရှိပါတယ်ဗျ။ Okay နောက်ဆုံးမိကိုဒါမပြေလို့မရဘူးလား
ကျွန်တော်မေးထားတာကျွန်တော်အသက်ဘယ်လောက်ရှိပြီလဲလို့မေးထားတယ်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနောက်နိုင်ငံတွေမှာဆိုလို့ရှိရင်တော့အသက်တို့ကျွန်တော်တို့ကိုယ့်ရဲ့ဝင်ငွေတို့မယ်ဆိုရိုင်းတယ်လို့ပြောရဲပေါ့ဗျာပုံမှန်ကျွန်တော်မျိုးကိုနေမေးလာပြီဆိုတော့ကျွန်တော်ဖြေလေးရှိတာက guess မှန်းကြည့်ပါလို့ပြောထားတယ်သူပြောတဲ့ခဏပေါ်မှာပဲကျွန်တော်က okay ဟုတ်လားမဟုတ်လားကြော်သွားလားမကြော်သွားလားဆိုပြောလေးရှိရပေါ့ကျွန်တော်ထင်တာကတော့အသက်အရွယ်ဆိုတာကျွန်တော်ကိန်းကနန်းတစ်ခုပဲလို့ထင်တယ်ကျွန်တော်တို့ဒီအသက်အရွယ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်ဒီကိန်းကနန်းနဲ့တိတ်ပြီးမသိချင်တော့ငယ်တုန်းကတော့ကျွန်တော်တို့ဒီစေကျော်အသက်အရွယ်မှာဆိုလို့ရှိရင်အသက်ကိုပို့ပြီးတော့မှကြီးလာခြင်းနဲ့မဟုတ်လားအသက်အရွယ်တစ်ခုရောက်လာပြီဆိုရင်ကိုယ့်အသက်ကိုပြောဖို့ကြောက်ကြတယ်ကျွန်တော်ကပြောဖို့ကြောက်တာမဟုတ်ဘူးဒီကောင်ကိုကျွန်တော်ကိန်းကနန်းတစ်ခုပဲလို့သတ်မှတ်ထားတယ်ပြီးတော့မှကျွန်တော်ဒီအသက်အရွယ်ကဒီလိုတယောက်ကိုရဲ့ဒီလှုပ်ရှားမှုဘာမှတက်ရောက်မှုရှိဘူးလို့ရှင်တယ်ချိုးကြတော့လည်းဟိုအသက်ကြီးပြီးတော့မလုပ်နိုင်ဘူးလို့ချိုးကြတယ်ဒီအသက်အရွယ်မှာဒါကြီးလုပ်နေသေးသလားပေါ့ဒီကျွန်တော်တို့ဒီမှာကြားလဲပြောတာရှိတာဟိုဒီအသက်အရွယ်ချမ်းမှာဘာလို့တဲ့နေရွယ်မှာဘာလို့တူလဲဆိုတော့အကြောင်းမို့ကျွန်တော်အဲ့လိုမျိုးခုနပြောလို့ကိုယ်အကြီးတက်တစ်ခုမပြတ်ဈေးသွားခြင်းလို့ကြောင့်မို့ပြောပြလိမ့်မရှိဘူးဒါကြောင့်မို့ဒီမေကွန်းအတွက်ဆိုလို့ရှိရင်တော့မှန်းကြည့်ပါလို့ပြောပါမယ်โอเคဒါကတော့ကျွန်တော်ဒီတစ်ပတ်ကျွန်တော်မေးထားတဲ့ကျွန်တော်ရဲ့ဒီ AMB ask me anything Andy the offline ကကျွန်တော်ဒီကုန်းလေးဖြစ်ပါတယ်။နောက်လာဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ချစ်ရည်ကိုမောင်နှမတွေမေးတဲ့မိကုန်းလေးဖြည့်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ဒီချိန်ထားတဲ့ဗီဒီယိုအောင်မှာအသိချင်တဲ့မိကုန်းလေးမေးလို့ရပါတယ်။ဒါပေမဲ့ training နဲ့ပတ်သက်တာတွေဒါရင်းနဲ့ပတ်သက်တာတွေမဟုတ်ဘဲနဲ့တခြားအကြောင်းအရာတွေမေးလို့ရပါတယ်။ဘာဖြစ်လဲဆိုတော့ဒါကျွန်တော်ရဲ့ Sunday မှာဆိုလို့ရှိရင်တခြားအလုပ်တွေနားနေတဲ့အချိန်မှာကျွန်တော်ဒီခုလိုမျိုးမိကုန်းလေးတွေပေါ့တခြားကျွန်တော်ပုံမှန်ပြောနေကြမဟုတ်တဲ့မိကုန်းလေးတွေကျွန်တော်မေးတယ်ဆိုလို့ရှိရင်တော့ကျေးဇူးများတဲ့မှာဖြစ်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်နောက်တစ်လ Sunday မှာပြန်တွေ့ပါမယ်။ See you ပါခင်ဗျာ။ The AMA and Day Offline